lucky 2ဒီကနေပြန်လဲကြိုဆိုလိုက်ပါတယ် lucky 2ဒီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဲလာမယ်12ရက်တလ16ကနေ16ရက်တလ26ထိထိုးရမယ့်တပတ်စာခဏန်းလေးတွေပေါ့နော်တပတ်စာခဏန်းလေးတွေပါနည်းနည်းလေးဟိုဖြစ်တာတော့နည်းနည်းလေးတီးခံပြီးတော့ကြည့်ပေးကြနော်ကဲအဲ့ဒါဆိုရင်စလိုက်ကြရအောင်ကဲဟူးမကျော်လိုက်တီးဟူးမကျော်လိုက်တီးရတော့တဲ့16ဟူးမကျော်လိုက်တီးရ16ပါတဲ့ဟူးမကျော်လိုက်တီးရ16နော်300ရာခိုင်နှုန်း300ရာခိုင်နှုန်းလာမယ်နော်ဟူးမကျော်ပတ်တီးရ16ကဲဘရိတ်16ဘရိတ်ဟူးမကျော်16ဘရိတ်ပြီးသွားရင်အခွေဟူးမကျော်အခွေက3နဲ့4မကဒါဘယ်ကလာတာလဲဆိုတော့တောက်ကြနေညနေမှာလေးကိုမကပ်ပြီးထွက်ထားလို့လေးမကပ်ပြီးထွက်လို့3နဲ့4မကပ်နည်းနည်းလေးနောက်ကျရင်လည်းကြမယ်နော်အဲ့ဒါဆိုရင်လည်းဆုံးမယ်နော်ဒီခါကတော့နည်းနောက်ကျရင်လည်းကြမယ်နည်းနည်းဆိုရင်လည်းဆုံးမယ်နော်ဒီ16ကတော့ဟူးမကျော်300ရာခိုင်နှုန်းလာမယ်နော်16ပြည့်ဟူးမကျော်300ရာခိုင်နှုန်းလာမယ်နော်ကဲ lucky 2ဒီကိုမန်ပါဝင်ခြင်းတဲ့သူများ1000ကျပ်နော်အဲ့ဒါမှဘာပါမလဲဆိုရင်ကာမကျော်လိုက်တီးတလုံးကာမကျော်လိုက်တီးတလုံးဒီတစ်ပတ်စားထဲမှာနော်တစ်ပတ်စားထဲမှာကာမကျော်လိုက်တီးရတလုံးပြီးတော့ရင်မွေးကနန်းက3ခွက်မွေးကနန်း3ခွက်မထွက်မရှိနော်တစ်ပတ်စားမထွက်မရှိမွေးကနန်းက3ခွက်ပြီးတော့ရင်ဟူးမကျော်ထိတ်နှလုံးဟူးမကျော်ထိတ်ကနှလုံးဒါတွေကတစ်ပတ်စားထဲမှာပါမယ့်ဟာတွေနော်ဒါတွေကတစ်ပတ်စားထဲမှာပါမယ့်ဟာတွေကာမကျော်လိုက်တီးတစ်လုံးရမယ်မွေးကနန်း3ခွက်တစ်ပတ်လုံးစားမထွက်မရှိထွက်မယ်ဟူးမကျော်ထိတ်ကနှလုံးတစ်လုံးကထိတ်ထွက်မယ်တစ်လုံးကနောက်ထွက်မယ်ဉာဏ်ရှိတယ်လို့အသုံးချကြပါဒီတစ်ပတ်စာကတော့အပိုင်မရှိဘူးတူးရီဆိုတာအပိုင်မရှိတဲ့အတွက်ချင်းချင်းပြီးကစားကြပါအပိုင်မရှိတဲ့အတွက်ချင်းချင်းပြီးကစားကြပါနော်ကဲချင်းချင်းပြီးကစားကြပါချင်းချင်းပြီးကစားကြပါနော်ကဲ lucky 2ဒီကိုအခုမှစပြီးတော့မှ run မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားတဲ့လူကိုပထမဆုံး subscribe လုပ်ထားတဲ့လူ10ဦးကို
12ရက်နေ့ကနေ16ရက်နေ့ထိထိုးရမယ်ဒီတပတ်စာကိုဒီအဖွဲ့ဝင်နဲ့တပတ်စာကို free ပို့ပေးပါမယ် free ပို့ပေးပါမယ်ဒါပထမ channel ကို subscribe လုပ်တဲ့ပထမဆုံး10ဦးကို free ပို့ပေးတော့ပါမယ်နော်တပတ်စာမှာဘာတွေပါမလဲဆိုရင်ခေါင်းကြောလိုက်ဒီတစ်လုံးမထွက်မရှိထွက်ကိုထွက်တယ်ဒီနေ့လာနေအထွက်များတယ်ငွေကနန်း3ခွက်ကတပတ်စာဖုံးမကျော်ထိတ်နှလုံးအင်္ဂါနေ့အထွက်များတယ်အပိတ်တစ်လုံးထိတ်တစ်လုံးထွက်လိမ့်မယ် channel ကခုမှစရမ်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel ကိုပထမဆုံး subscribe 10ဦးကို12ရက်နေ့ကနေ16ရက်နေ့ထိထိုးရမယ်ဒီတပတ်စာအပြင်ဒီအဖွဲ့ဝင်ချင်းနဲ့ခေါ်တဲ့ဟူးမကျော်တွေကားမကျော်တွေအကုန်လုံးကို free ပို့ပေးရမယ်ကဲအားလုံးကွက်လက်ပါအားလုံးကွက်လက်ပါအောင်မြင်မှုတွေနဲ့နောက်ပတ်မှာဆောင်ကြရအောင်အားလုံးကွက်လက်ပါအောင်မြင်မှုတွေနဲ့နောက်ပတ်မှာဆောင်ကြရအောင်ကဲလက်ကြီးတူးကြီးကနေ့တိုင်းနေ့တိုက်တွေကိုဒီ channel ကနေတင်ပေးသွားမယ်အတွက်ကြောင့်မို့လို့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်